ဝင်ရမှာပေါ့ကိုရဲ့ ဘာမှသူများဘူးကြမလို့ကျွန်တော်ဒီဘေးကြီးအကျယ်ကြီးပဲကြောက် သူများရဲ့ကိုဇိုးစစ်စစ်နဲ့ဘလို့လူလည်းမသိထွက်ထွက်ပြည့်ပြည့်ပြည့်သူများရဲ့ကိုဘာလို့စားလဲတော့သမား နေပါဦးခင်ဗျာပါကျွန်တော်ဘယ်လိုလုပ်လဲဟမ် ဟောပတ်စလာတောင်းနေဆိုရင်တော့ကြွေမရှိဘူးတော့နော်ပြန်လိုက်ပါကိုရဲ့ နေထားကိုရှိုးလိုက်အောင်ဒုက္ခပဲကျွန်တော်ဒီပိုင်ရှင်ဒီအိမ်ပိုင်ရှင်ဦးသိန်းဆိုတာကျွန်တော်ပဲနော် အခုခေတ်မှာ ခင်ဗျာအိမ်လာကပဲလာကောက်တာခင်ဗျာတို့နေတာဒါကျွန်တော်အိမ် အခုခေတ်မှာလူလိန်နေပေါ်နေတာပဲရှင်းရုပ်ကအလဲရုပ်ပဲအိမ်ကြီးအိမ်မကြီးဖြစ်เสียတယ်ပိုင်နေရုပ်လား ဒါရုပ်ပြထားတာ ရုပ်နဲ့ဘလို့ ဟောဒါရုပ်ပြထားတာဘာလဲရုပ်ပြထားတာဘာဖြစ်လို့လဲအေးစေးပဲလေအေးစေးဖြစ်နေရပြီလေ အခုခေတ်မှာလူလိန်နေပေါ်တယ်နော်လုံးဝမရှုံတာလုံးဝနေပြန်တော့တော့ ဟာဝဲစားဟိုငိမ့်မြတ်သူမှာတော့လည်းဖုန်းလဲဆောက်မယ်ငါအိမ်တော်ကဘာလို့ခံကြအိမ်လာကကြောင်မမှန်မလာတောင်းတာပါနော်ဘယ်တိရမကြတော့ဝင်လာဘာဖြစ်လို့လဲပြောကိုယ့်ကိုဝင်လာဖုန်းဆောက်မယ်ခဏလေးဟေးဝဲစားမင်းလားဟေးအခုငါအိမ်ငါပြအိမ်တောင်းရပြီမပြရလားဟေးအခုဒီမှာကြည့်လိုက်အောင်ဟောအိမ်လာကမပြေမနေရှိဟမ်အိမ်လာကကြောင်တယ်မနေရှိတယ်လို့ဒါမှမဟုတ်ရနော်မပြေတော့ခုချိန်ကြီးပဲအခုနေလာလေနော်အိမ်လာကတော့ငါလာပြီခါနော်ကိုယ်နာကိုပြန်ဝင်လို့မရဘူးဒါပဲဒီမှာပွဲစားမင်းကြီးလေကိုနိုင်ရှင်းပြီတော့ဟာရှင်းအခုရှင်းရ အမကြီးဒီကနေ့မှရှင်းအမပေါ်လာပါလေအော်ဟုတ်လားဒီပုံစံမထားတော့လေအိမ်ပါရှင်လို့မထင်လိုက်ဘူးလို့ကိုကြီးစိတ်မရှိပါနဲ့တော့တောင်းမှမှာတော့ကိုကြီးတော့တောင်းထားနေမှာလို့ပါကိုကြီး 哎呦我的妈！ပြောတော့တော့နေတယ် ဒီကနေ့ပါပြီရုပ်ရည်ရည်နဲ့တင်လာတယ်ကိုကြီး ။ဒီပါဒီပါဘလို့နေပဲစား။တော့ရုပ်ကိစ္စ။ဘာအိမ်လာလို့ရှိဘယ်လားရှိ။ပြောတယ်။အဲ့လည်းရှုပ်ပေါ်အောင်မထားလိုက်တော့ဒါပဲ။ဝဲသားမင်းကြီးနော်။နာမည်မပြတ်စေချင်ဒီအိမ်ကားသမားကိုအမြန်ဆုံးမောင်းချလိုက်တော့နော်။ငါရှိလာမှာနောက်တစ်ယောက်တင်မယ်ဒါပဲ ပြောပါမလည်းပြောပြပါ အမလေးပြောပေးတာဒါပေမဲ့ तू ကအခုဘယ်လိုမျိုးရောက်ချလာတော့ तू ကပြောနိုင်မှာတော့ သူကတသေးရုံမပဲလားမစားရုံပေါက်နေအောင်ဖျက်နေတာလေ ပါလေ तू လာရဲ့စိတ်ကိုလည်းသူကြည့်နေကြည့်တယ်ခေါင်းစားလေးပေါက်နေတာဘာမှမသိဘူးသိရမလားဘယ်လိုလား